အသက်40ကျော်မှရွယ်တူတွေထက်ကျန်းမာခြင်းဒါကိုလောက်ပါအပိုင်းနဲ့စီးကျူသွေးကျူပြဿနာစီးကျူယောဂမရှိသူတွေမှာတော့ဖြစ်နိုင်ပါတယ်သွေးရင်းတကြားတက်တာဟာစီးကျူယောဂရှိသူတွေမှာပဲဖြစ်တာမဟုတ်ပါဘူးအသက်40ကျော်သူတော်တော်များများမှာသွေးကျူနဲ့ပတ်သက်တဲ့ပြဿနာလေးရှိနေတတ်ပေမဲ့သူတို့ကိုယ်တိုင်တော့မသိကြပါနေလို့ကောင်းနေတယ်ပုံမှန်လို့ပဲထင်နေကြရပါဒါပေမဲ့လူတိုင်းလူရှိနေရှိတဲ့ရှေ့ပြေးလက္ခဏာလေးတွေရှိပါတယ်အဲ့ဒါတွေကတော့ထမင်းစားပြီးအိမ်ငိုက်တာနေကင်းဘက်ဆိုရင်အချို့စားခြင်းတဲ့အရင်ဖြစ်တာဘိုက်ခောက်အစီဘလို့မှချလို့မရတာစိတ်ကြည်လင်မှုမရှိပဲဝေဝါးဖြစ်တာဒါမှမဟုတ်အားရင်ကုန်ခန်းနေတာစားပြီးရမကြသေးဘူးခဏနေပြန်စားတာဒါတွေကခန္ဓာကိုယ်ကအင်ဆူလင်ဓာတ်ကိုကောင်းကောင်းအသုံးမချနိုင်တော့တဲ့အင်ဆူလင် resistant အစပူလက္ခဏာတွေဖြစ်နိုင်ပါတယ်ဒါကယောဂအမြင်မတက်ခင်နှစ်ပေါင်းများစွာကတည်းကစတင်ဖြစ်ပေါ်နေတာပါတင့်ခန္ဓာကိုယ်ထဲမှာဘာတွေဖြစ်နေလဲဆိုတာကြည့်ရအောင်တင်ကကာဘိုဟိုက်ဒရိတ်လို့ခေါ်တဲ့ကစီဓာတ်ပါတဲ့အစားအစာတွေကိုစားလိုက်တိုင်းမှာသူ့ရဲ့မှာတခြားဓာတ်ကမြင့်တက်လာပါတယ်အဲ့ဒီအခါမုတ်ချိုအိတ်ကနေအင်ဆူလင်ဆိုတဲ့ဟော်မုန်းကိုထုတ်ပေးပြီးတခြားဓာတ်တွေကိုစွမ်းရည်ဖြစ်ပြောင်းလဲဖို့ဆဲရည်တွေကိုပို့ဆောင်ပေးပါတယ်ဒါပေမဲ့အခြေကြလာနဲ့အမျှလူတစ်ပြေကြွက်သားတွေအားနေတာစိတ်ပီစီမှုများတာအေးပြက်တာနဲ့ကိုယ်လက်လှုပ်ရှားမှုနေတာတွေကြောင့်တင့်ခန္ဓာကိုယ်ကဆဲဆဲဟာအင်ဆူလင်ကိုကောင်းကောင်းတုံ့ပြန်မှုမရှိတော့ပါဘူးအဲ့ဒီအခါခန္ဓာကိုယ်ကအင်ဆူလင်ကိုပို့ပြီးထုတ်ပေးရပါတယ်အင်ဆူလင်ဓာတ်တွေရမ်းများလာတာအန္တရာယ်ရှိပါတယ်ဘာလို့လဲဆိုတော့အင်ဆူလင်ရဲ့ခန္ဓာကိုယ်အစီအတိုးလောင်မှုစိတ်ခိုင်းလို့ပါပဲလူတစ်ပြေဘိုက်ပက်လဲမှာအစီစုလာတတ်ပါတယ်ဒီလိုဝမ်းပိုက်ထဲကအင်္ဂါတွေမှာရှိတဲ့အစီတွေကို visceral fat လို့ခေါ်ပါတယ်အေးပြအောက်ကအစီနဲ့မတူပဲအဲ့ဒီအစီတွေကခန္ဓာကိုယ်ရဲ့အင်္ဂါတွေကိုပတ်ထားပြီးရောင်ရမ်းမှုဖြစ်စေတဲ့ဓာတ်ပစ္စည်းတွေကိုထုတ်လုပ်ပေးပါတယ်ဒါကြောင့်အင်ဆူလင်ကိုခန္ဓာကိုယ်ကကောင်းကောင်းမတုံ့ပြန်နိုင်တဲ့အခါအပါယောဂါတွေဖြစ်လာနိုင်ပြီးပုံများလာပါတယ်နှလုံးယောဂါလေဖြတ်ခြင်းအသက်စီဖုံးခြင်းသွေးရူးယောဂါမှန်ညာမိုင်းဆိုင်ရာချို့ယွင်းလာခြင်းအောင်စရာကောင်းတဲ့ချက်တစ်ခုကတော့လူတစ်ယောက်ကပိန်နေအောင်မှအင်ဆူလင်ကိုခန္ဓာကိုယ်ကကောင်းကောင်းမတုံ့ပြန်နိုင်တာမျိုးအင်ဆူလင် resistant ဖြစ်နိုင်ပါတယ်ဒါကြောင့်အသက်40ကျော်လာတဲ့အခါမှာခန္ဓာကိုယ်လေးချိန်တစ်ခုလောက်ကြည့်ပြီးကျန်းမာရေးကောင်းတယ်လို့ဆုံးဖြတ်လို့မရပါဘူးဒါဆိုရင်သွေးရင်းတကြားဓာတ်ကိုထိန်းချုပ်လို့ရအောင်ဘာလို့လုပ်ရမလဲအဖေကတော့အစားအသောက်ကိုအလွန်ကျော်လျှော့စားတာမျိုးမဟုတ်ပါဘူးကြွက်သားတွေရှိနေမှုနဲ့ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ပါပဲကြွက်သားတွေဟာသွေးရည်တကြားဓာတ်တွေကိုဆွတ်ယူပြီးရေမြုပ်လို့ပါပဲကြွက်သားတွေများလေလေသွေးရည်တကြားဓာတ်တွေကိုတက်ခန္ဓာကပိုပြီးထိထိရောက်ရောက်ခွဲခြားနိုင်တယ်ဖြစ်ပါတယ်ဒါကြောင့်ခွန်အားဆိုင်ရတဲ့လေ့ကျင့်ခန်းတွေ resistance training တွေလုပ်တာဟာဇီဝကမ္မဖြစ်စဉ်တွေနဲ့ကျန်းမာရေးအတွက်အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်ဒါတော့ကို2ချိန်ကနေ3ချိန်လောက်အသင့်အတင့်ခွန်အားဆိုင်ရတဲ့လေ့ကျင့်ခန်းတွေလုပ်ပေးရင်တော့အင်ဆူလင်အာနိသင်ကိုတိကျတာကောင်းမွန်စေပါတယ်လမ်းလျှောက်တာကလည်းလူတော်တော်များများအထင်မကြီးကြပေမဲ့တကယ်တော့အစွမ်းထက်ပါတယ်ထမင်းစားပြီးတိုင်း10မိနစ်ကနေ15မိနစ်လောက်လမ်းလျှောက်ပေးတာဟာသွေးကြိုရုပ်တရက်တက်မလောင်ဖြစ်ဖြစ်ရောက်ကောင်းဝယ်ပေးနိုင်ပါတယ်အိတ်ဆက်ချင်းကလည်းလူများထင်တာထက်ပိုရေးကြီးပါတယ်ရက်အနည်းငယ်လောက်အေးပြည့်ရုံနဲ့ရင်ခန္ဓာကိုယ်ရဲ့အင်ဆူလင်တုံ့ပြန်မှုကိုခိတ္တယုံနေသွားစေပြီးကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်ကဲ၍တင်ဟာအသက်40ကျော်ပြီဆိုရင်ပုံမှန်ကျန်းမာရေးစစ်ဆေးတဲ့ကအောက်ကချက်တွေစစ်ဆေးကြည့်ဖို့အကြံပြုလုပ်ပါတယ်အစာမစားမီသွေးကြိုစစ်ဆေးခြင်း fasting glucose လွန်ခဲ့တဲ့3လတွင်ပန်းမြသွေးကြိုအဆင့် HbA1c သွေးရင်းအဆီချက် triglyceride ကောင်းတဲ့ကိုလက်စထရော HDL ကိုလက်စထရောခါးတိုင်းတာအရင်ရေးကြည့်ပါတယ်ခါးပတ်လည်းပိုကြီးလာတာဟာခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်တွေအညီမမျှဖြစ်နေပြီဆိုတော့အစောဆုံးပြသတဲ့လက္ခဏာတစ်ခုပါပဲအဓိကမှကျန်တာကတော့သွေးကြိုပြဿနာဆိုတာရုတ်တရက်ကြီးဖြစ်လာတာမဟုတ်ပါဘူးနှစ်ပေါင်းများစွာတင်တဖြည်းဖြည်းတိဆောက်လာတာဖြစ်ပါတယ်ဒါကြောင့်စောစီသတိပြုမိလေးပြန်ကောင်းအောင်လုပ်ရတာပိုပြီးလွယ်ကူလေးပါပဲကြွက်သားရေးတမ်းမအောင်လုပ်ပါနေ့စဉ်လှုပ်လှုပ်ရှားနေပါအေးဝဝအိပ်ပါတဘာဝအစားအစာတွေပိုစားပြပါအသက်40ကျော်မှသွေးကြိုစနစ်တကျထိန်းသိမ်းဆောင်ချောက်တာတင်ကြမှာတော့အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခုပါပဲ